ဟိုးရှေ့တုန်းကတာယာလှပတဲ့တောအုပ်ကြီးတစ်ခုထဲမှာရွှေရောင်အစင်းနဲ့တောက်ပါနေတဲ့ရွှေယုံလေးတစ်ကောင်ရှိခဲ့ပါတယ်။သူ့ရဲ့အမွှေးလေးတွေဟာနေရောင်အောက်မှာရွှေရောင်အတိလင်းလပ်နေတယ်လို့ပဲသူ့ရဲ့စိတ်ထားလေးကလည်းအယမ်းကိုမုံမြတ်လှပါတယ်။ရွှေယုံလေးဟာတောထဲမှာရှိတဲ့တခြားတပိတ်ဆန်လေးတွေနဲ့တည်းမကပဲတောဆက်မှာနေထိုင်ကြတဲ့လူသားတွေကိုလည်းအမြဲတမ်းကူညီပေးလေးရှိပါတယ်။တနေ့တော့ရွှေယုံလေးဟာတောဆက်ကရွာကလေးကိုလှည့်လည်ကြည့်ရှုနေတော့အဖွားအိုတယောက်ကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအဖွားအိုဟာတောထဲမှာထင်းခွေရင်လမ်းပြောင်နေတာပါ။အဖွားအိုဟာလက်ထဲမှာထင်းစီးအလေးကြီးကိုမနိုင်မနှင်းတည်ရင်ချွေးရီရွှေလို့မောပန်းနွမ်းနေရှာပါတယ်။ရွှေယုံလေးဟာအဖွားအိုကိုမြင်တာနဲ့ချက်ချင်းပဲအနားကိုအပြေးသွားခဲ့ပါတယ်။အဖွားအိုကသူ့ရှိမှပေါ်လာတဲ့ရွှေရောင်လေးကိုကြည့်ပြီးအံ့ဩသွားပါတယ်။ရွှေယုံလေးကတော့အဖွားအိုကိုစိတ်ချလက်ချလိုက်ခဲ့ဖို့ချီဟန်လက်ဟန်နဲ့ပြလိုက်ပါတယ်။အဖွားအိုဟာထူးဆန်းတဲ့ရွှေယုံလေးကိုယုံကြည်ပြီးနောက်ကနေတရွေ့လိုက်သွားပါတော့တယ်။ရွှေယုံလေးဟာလမ်းပြီးကခြုံပုတ်တွေကိုဖယ်ရှားပြီးမီးခင်းနဲ့လမ်းကြောင်းကိုရွေးချယ်ပြသခဲ့ပါတယ်။အဖွားအိုရဲ့အိမ်လေးကိုရောက်ခါနေအထိရွှေယုံလေးကလမ်းပြပေးခဲ့ပါတယ်။ရွာဦးကညောင်ပင်ကြီးကိုမြင်လိုက်ရတဲ့အခါမှာတော့အဖွားအိုဟာဝမ်းသာအားရဖြစ်သွားပါတယ်။ရွှေယုံလေးရဲ့အကူအညီကြောင့်သာမဟုတ်ရင်အဖွားအိုဟာနေမဝင်ခင်အိမ်ပြန်ရောက်နိုင်မှာမဟုတ်ပါဘူး။အဖွားအိုကကြီးစုတင်စကားပြောဖို့လှည့်ကြည့်လိုက်တဲ့အခါမှာတော့ရွှေယုံလေးဟာတောအုပ်ထဲကိုပြန်လေပြောက်ွယ်သွားခဲ့ပါတယ်။ဒါဟာရွှေယုံလေးရဲ့ပထမဆုံးစွန့်စားခန်းလေးပဲဖြစ်ပါတယ်။ရွှေယုံလေးဟာသူ့ရဲ့နေ့စဉ်ဘဝမှာတခြားသူတွေကိုကူညီပေးရတာကိုအင်မတန်မှပျော်ရွှင်နေသူလေးဖြစ်ပြီးတောအုပ်တစ်ခုလုံးကလည်းသူ့ကိုအယမ်းချစ်ကြပါတယ်။တောအုပ်ထဲကတရိษံလေးတွေကလည်းရွှေယုံလေးကိုသူရေကောင်းလေးတစ်ယောက်လိုအားကြနေကြရုံသာမကသူ့ရဲ့ကြည်နာတတ်တဲ့စိတ်ထားကိုအတူယူဖို့ကြိုးစားကြပါတယ်။အမြဲတမ်းတက်ကြွရှိတဲ့ရွှေယုံလေးဟာနောက်ထပ်ဘသူတွေကိုကူညီဖို့အခွင့်အရေးရအောင်မလေးဆိုတာကိုမျှော်လင့်ရင်းနနက်ခင်းတိုင်းကိုပျော်ရွှင်ဖြတ်သန်းနေပါတော့တယ်